ဒါအဆောင်မလို့နောက်နေတက်သွားလိမ့်မယ်နော်ကိုကြီးကလည်းမပေါ့ကြောက်သွားလက်ဆက်တော့နေရအဲ့ဒါကြီးဖြစ်နေတာပေါ့ဟုတ်လား မလေးဘူးမှတော့မထူးတော့ဘူးဟုတ်တယ်ဘာဖြစ်လဲ ဖယားရေအဲ့ဒါဆိုနေကဘာကိစ္စငါ့ကိုယူသေးတယ်လဲတမင်းမိုင်းဘာကိစ္စယူသေးတယ်လဲပြဒီမှာကောင်းမငါနေယူချင်လို့ယူတယ်များထင်းနေလားဟမ်ငါမိဘတွေကသူတို့အဆက်ကွဲမှဆိုလို့ငါ့ကိုမိမအတင်းပေးစားမယ်ဆိုလို့နေကိုကာဘာကဲလောက်ပြီးတော့ယူလိုက်တာအမလေးရကတော့ရေအခုမှကျမမှာနည်းနည်းဖုံးရှင်ပြမမသိပြနေပါပေါ့နော်။အော်မေမေကလေကြကြောက်ဘလို့နိုင်ကြောက်ဘလို့ခိုင်းလို့ရကြောက်ဆိုတနိုင်လုံးပြောင်းမေမေကလိုက်နေနေတာတေးလေးပြပါဘာဖြစ်လဲနောက်ခိုင်းရရတယ်နိုင်တယ်ဟုတ်လားဟမ်ကြောက်ဆောင်းနေပြီလားလေတေးလေးပြပါမနိုင်တော့မနိုင်တော့တကယ်တော့လောင်းနေမရဲဝတ်နာစီကောင်းပါရဲ့ဦးရီတာဆိုတော့ကြားရကြမလို့လောင်းကိုတော့တော့ကြရပါလားဆိုင်နာမယူရဲ့အရင်ဆက်တာပေါ့ဆိုင်ရလေဦးရီတော့တော့ရကျော်လာပြီမဲဟန်သားတဲ့ကလေးပြလိုက်တော့ဒီလိုလေချစ်ရဘာလို့ညောင်ပြင်းလို့ဖြစ်ရလားဟာ